Apple ကနောက်လာတော့မဲ့ပွဲအတွက်အကုန်လုံးကိုအားတင်စရာတွေနဲ့ပြင်ဆင်နေပြီဆိုတာသိပြီးပြီလားဒီတစ်ခါထွက်လာမဲ့ Apple ရဲ့ပထမဆုံး folding phone ဆိုရင်အယောင်2မျိုးပဲလာပြီးခောက်ထားရင် 9.5 လက်မနဲ့ဖြန့်လိုက်ရင် 9.8 လက်မရှိတဲ့ iPad mini အရွယ်စားလောက်ရှိလာမယ်လို့ဆိုပါတယ်အထူးခြားဆုံးကတော့အဲ့ဒီဖုန်းမှာအများကြီးစိုးရိမ်နေကြတဲ့ခောက်ရအကြောင်းကိုဖြေရှင်းဖို့နီးပညာအသစ်တွေအများကြီးတုံးထားပြီးခောက်ရကို 0.1 mm လောက်အထိအထူးပါလွန်အောင်ထိန်းချုပ်ထားနိုင်လို့မြင်ကွင်းမှာခောက်ရကိုလုံးဝမတွေ့ရလောက်အောင်ဖြစ်သွားစေမှာပါနောက်ပြီးဒီနှစ်စက်တင်ဘာပွဲမှာဘလို့မှမသိ standard version မပါလာပဲ iPhone 18 Pro နဲ့ Pro Max ပဲစထွက်လာမှာဖြစ်ပြီး standard version ကိုတော့လာမဲ့မက်လာမှာပဲစောင့်ရမှာပါ hardware ဘိုင်းမှာဆိုရင်2 nanometer A20 series chip ကိုတက်ဆင်လာမှာဖြစ်ပြီးကိုယ်ပိုင် C2 baseband ကိုသုံးလာတဲ့အတွက်ကြာရှည်ခံမဲ့ battery စွမ်းဆောင်ရည်နဲ့အတူ cellular အချက်ပြစွမ်းအားတွေဘလို့ပြောင်းလဲလာမလဲဆိုတာတကယ်စိတ်ဝင်စားစရာကောင်းနေပါတယ်အဲ့ဒီအပြင်နောက်နှစ်တည်းမှာဆိုရင်ကင်မရာပါတဲ့ Air Plus နားချက်တိုးနဲ့ touch မျက်နှာပြင်ပါလာမဲ့ MacBook လိုမျိုးနီးပညာအသစ်အစမ်းတွေအများကြီးထပ်လာအောင်ပါကဲဒီထဲကမှကိုယ်တိုင်အရင်ဆုံးကင်ကြည့်ချင်လောက်အောင်စိတ်ဝင်စားဆုံးဖြစ်တဲ့ပစ္စည်းကရောဘာဖြစ်မလဲ